ဦးနိုင်ဆိုပါဒီကနေ့ကျွန်တော်တင်ပြဆွေးနွေးသွားခြင်းတဲ့အကြောင်းအရာကတော့မြန်မာနိုင်ငံ၏အနာဂတ်အတွက်အမျှော်မြင်ကြီးမားသောမြန်မာတပ်မတော်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဆွေးနွေးတင်ပြသွားခြင်းပါတယ်။ဘာကြောင့်ဒါတွေကိုကျွန်တော်ဆွေးနွေးတင်ပြရလဲဆိုတော့မြန်မာတပ်မတော်ရဲ့အမျှော်မြင်ကြီးမှုကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးဟာဒီမိုကရေစီနိုင်ငံဖြစ်ခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးသမားတွေဆန္ဒပြလို့တပိတ်မှောက်လို့ဟုတ်လားအဖြစ်အမှောက်တွေလုပ်လို့ကျွန်တော်တို့နိုင်ငံဒီမိုကရေစီရခဲ့တာမဟုတ်ပါဘူး။တပ်မတော်ရဲ့အစိုးရရဲ့မေတ္တာစေတနာကြောင့်ပြည်သူ့ပေါ်မှာထားတဲ့မေတ္တာစေတနာမှန်ကန်မှုကြောင့်ကျွန်တော်တို့အခုလိုဒီမိုကရေစီနိုင်ငံဖြစ်ခဲ့တာဖြစ်ပါတယ်။တစ်ချိန်ကနိုင်ငံသားအင်္ဂလိပ်အုပ်ချုပ်စဉ်အခါကကျွန်တော်တို့ပြည်သူလူထုတွေအပေါ်မှာဖိနှိပ်ဖို့အနိုင်ကျင့်ဖို့အတွက်ကို1909ခုနှစ်မြို့များဥပဒေ1909ခုနှစ်ကြေးဝါများဥပဒေဆိုပြီးတော့ကျွန်တော်တို့နိုင်ငံပြည်သူတွေကိုဖိနှိပ်ဖို့အတွက်ဥပဒေရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။အဲ့ဒီဥပဒေအရကျွန်တော်တို့တွေကလက်ဝါးပေးရမယ်ကင်းဆောင်ရမယ်ပေါ်တာအထမ်းသမားအဖြစ်လိုက်ရမယ်ဒါတွေကိုခိုင်းစေတာကိုမလှုပ်ဆောင်ဘူးဆိုရင်ဒါကျွန်တော်တို့24နာရီချုပ်ပိုင်ခွင့်ဟလာတစ်လအထိထောင်ချခွင့်ဟလာကျွန်တော်တို့အိမ်ထိုင်းနေနဲ့ဟလာအပြစ်ဒဏ်သင့်နေတဲ့ဥပဒေမျိုးတွေဖြစ်ပါတယ်ပြည်သူလူထုပေါ်မှာဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ဥပဒေတွေဖြစ်ပါတယ်အဲ့တော့1990ခုရွေးကောက်ပွဲအပြီးမှာအာဏာမအပ်လို့ဆိုပြီးတော့ဒီလိုပဲနိုင်ငံရေးသမားတွေတောခုသွားကြတယ်ဟလာနိုင်ငံခြားထွက်ပြေးပြီးတော့အဝေးရောက်အစိုးရဆိုပြီးအတန်ကောင်းတွေလွှင့်ကြတယ်ဟလာနောက်ပိုင်းတော့လဲအတန်တွေတိတ်သွားကြတာပါပဲဒါတွေကိုပြည်သူတွေကမေ့မသွားဖို့လိုပါတယ်ခင်ဗျာအဲ့တော့အဲ့ဒီအချိန်မှာဆိုရင်ဖွဲ့စည်းပုံအခြေခံနိုင်ငံတော်တီးအုပ်ချုပ်ဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလည်းမရှိသေးဘူးဒီမြို့နယ်330မှာရှိတဲ့တနိုင်ငံလုံးမှာရှိတဲ့မြို့နယ်တွေကလွတ်တော်တွေအစည်းအဝေးထိုင်ဖို့အတွက်ကိုလွတ်တော်ရုံးဆိုတာလေလွတ်တော်အဆောက်အုံဆိုတာလည်းမရှိသေးဘူးဒါကြောင့်ဒီလိုအပ်ချက်တွေဒီမိုကရေစီပေးမယ်ဆိုရင်ဒီလိုအပ်ချက်တွေရှိလာမယ်ဒါကြောင့်အမျှော်မြင်ကြီးနဲ့ဒီဗိုလ်ချုပ်မိုးကြီးဦးတန်းရွှေခေါင်းဆောင်တဲ့အစိုးရဟာနေပြည်တော်မြို့တော်ကိုတည်ဆောက်ခဲ့ပြီးတော့ဒီနေ့နိုင်ငံခြားစံချိန်မီလွတ်တော်အဆောက်အုံကိုတည်ဆောက်ပေးခဲ့ပါအဲ့ဒီအပြင်ခုနကကျွန်တော်အထက်မှာပြောခဲ့တဲ့1909ခုနှစ်မြို့များဥပဒေ1909ခုနှစ်ကြေးဝါများဥပဒေအရကျွန်တော်တို့ပြည်သူတွေကိုဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ဟလာဖိနှိပ်ထားတဲ့ဥပဒေတွေကိုလည်းရုပ်သိမ်းပေးခဲ့ပါဟလာတစ်ချိန်ကကျွန်တော်တို့တွေလက်ဝါးပေးကြရတာပဲအခုမြောင်းမြလောက်ဖို့တာကားလမ်းဆိုရင်ဒီတော်မြသွန်ကားလမ်းမှာတစ်ချိန်ကျွန်တော်တို့ဒီတောင်ပေါ်ကားလမ်းမှာတစ်ချိန်နှစ်ချိန်လက်ဝါးပေးခဲ့ရအဲ့လက်ဝါးပေးတဲ့လူတွေကိုအားလုံးကိုမေးကြည့်တကယ်သွားခြင်းလို့သွားတာလားဟာလားမသွားလို့ရှိရင်အပြစ်တစ်ခုခုတစုံတရာပေးမှကြောက်လို့သွားတာလားမေးကြည့်ပါဟာလားကျွန်တော်ကိုယ်တိုင်လည်းဟာလားမသွားလို့ရှိရင်မလုံဆောင်လို့ရှိရင်အပြစ်တစုံတရာပေးခံမှကြောက်လို့ကျွန်တော်သွားခဲ့တာဟာလားနောက်ကျုံမငေးလက်ဖို့တာကားလမ်းဒါတွေအကုန်လက်ဝါးပေးကြရတာပါဟာလားပသိမ်လေရင်ခွင်းကြီးဒါကျွန်တော်တို့အေယာဝီတိုင်းမှာဒါလက်ဝါးပေးခဲ့ကြရတာအဲ့တော့လှုပ်ချင်မလှုပ်ချင်ဟာလားမလှုပ်ချင်လည်းနေလှုပ်ချင်လည်းလှုပ်ဟာလားဥပဒေအရမနေသာဘူးသွားကြရတာပါပဲအဲ့တော့ဒီမိုကရေစီနိုင်ငံဖြစ်လာမယ်ဆိုရင်ဒီဥပဒေတွေဟာဒီမိုကရေစီနဲ့မကိုက်ညီဘူးဆိုတာကိုသိလို့15ရက်17လ1998ခုနှစ်နိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီကိုဗိုလ်ချုပ်မိုးကြီးဦးတန်းရွှေကဦးဆောင်ဖွဲ့စည်းပြီးတော့နိုင်ငံရေးဥတီချက်စီးပွားရေးဥတီချက်လူမှုရေးဥတီချက်ဆိုပြီးဥတီချက်12ရက်ကိုချမှတ်ပြီးတော့အေဂျင့်တာယာပြီးခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကိုဆက်လက်တည်ဆောက်ခဲ့ပါတယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအမိန့်အမှတ်1/99ကိုလည်းရန်ကုန်မြို့1361ခုနှစ်ကစုံလကွယ်နေ့တစ်ချိန်1999ခုနှစ်မေလ14ရက်နေ့မှာဟလာတစ်ချိန်ထုတ်ပြန်ခဲ့ပါတယ်1362ခုနှစ်တစောင်းဝန်းလာဇန်1ရက်နေ့2000ပြည့်နှစ်အောက်တိုဘာ28ရက်နေ့မှာ1/99အမိန့်ကိုဖြစ်စွက်အမိန့်ဆိုပြီးတစ်ချိန်ထုတ်ပြန်ခဲ့ပါတယ်နောက်2000ပြည့်နှစ်နိုဝင်ဘာ1ရက်နေ့မှာတစ်ချိန်ထုတ်ပြန်ခဲ့ပါတယ်ဒီ1909ခုနှစ်မြို့များဥပဒေ1909ခုနှစ်ကြေးဝါများဥပဒေတွေကိုဟာလာ
အာရမခိုင်းစေမှုတွေကိုဆက်လက်မကျင့်သုံးဖို့ကိုလည်းပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့တွေဒါမြို့နယ်ခရိုင်တွေကိုအကုန်လုံးလမ်းညွှန်အမိန့်စာတွေထုတ်ပြန်ခဲ့ပါတယ်ဒါကိုလည်းဒီနိုင်ငံတော်အစိုးရတအူးတဲ့လှုပ်ဆောင်လို့မရလို့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO နဲ့ပူးပေါင်းပြီးတော့ဒါ ILO ရဲ့ပြဋ္ဌာန်းချက် Convention အပိုက်29နဲ့2012ခုနှစ်မှာအပြီးအပိုင်ရုပ်သိမ်းပေးခဲ့ပါဒါတက်မတော်ရဲ့ပြည်သူပေါ်မှာထားတဲ့မေတ္တာစေတနာပါဒါအမျှော်မြင်ဘာကြောင့်အမျှော်မြင်ရှိလဲဆိုတော့ဒီနေ့မှာနိုင်ငံသားထောက်ပံ့ကူညီတဲ့အကူအညီမှုကိုရယူနေတဲ့ပါတီတွေကအာဏာရသွားမယ်ဆိုရင်နိုင်ငံသားပါဝင်မှုတွေစော့ဖက်မှုတွေရှိလာမယ်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကိုဘာသာရေးအရာအနိုင်ကျင့်ချုပ်ချယ်တာတွေနိုင်ငံရေးအရာအနိုင်ကျင့်ချုပ်ချယ်တာတွေလူမှုရေးအရာအနိုင်ကျင့်ချုပ်ချယ်တာတွေရှိလာမယ်ဆိုတာကိုကြိုတင်သိထားတဲ့အတွက်ဒီအမိန့်တွေကိုဒီဥပဒေတွေကိုရုပ်သိမ်းပေးခဲ့ခြင်းဖြစ်ပါတယ်။နောက်ကိုလည်းဒီဥပဒေရုပ်သိမ်းခဲ့တဲ့အမိန့်စာတွေကိုကျွန်တော်ဆက်လက်တင်ပြဆွေးနွေးသွားပါမယ်။ဒါလူငယ်လေးတွေကိုရည်ရွယ်ပြီးအခုလိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။အသက်ကြီးပြီးအချိန်မရှိတဲ့လူတွေအတွက်ကိုတော့ကျွန်တော်မရည်ရွယ်ပါဘူး။ဒီလိုလူမျိုးတွေကတော့ဒီဒေဝဒတ်တို့သုဘဗုဒ္ဓတို့ဖယားတော်မှချွတ်လို့မရလို့အဝယ်စီမှာဒီနေ့ထိသူတို့စံမြန်းနေကြပါတယ်အဲ့လိုလူမျိုးတွေကအသက်ကြီးပြီးအချိန်မရှိတဲ့လူတွေကအားကြီးပါပဲကျွန်တော်တို့မြန်မာနိုင်ငံမှာလူငယ်လေးတွေကိုဖျက်ဆီးနေတဲ့လူတွေအဲ့တော့နိုင်ငံရေးလည်းဟုတ်တိပတ်တိမသိဘာသာရေးလည်းဟုတ်တိပတ်တိမသိကိုဆရာကြီးလုပ်နေကြတဲ့လူတွေအဲ့လိုလူမျိုးတွေကိုကျွန်တော်မရည်ရွယ်ပါဘူးဒီနေ့အနာဂတ်ရဲ့အဖူးအညွန့်ဖြစ်တဲ့လူငယ်လေးတွေမောင်မယ်လေးတွေဒါလိုင်းကြည့်ရင်းနဲ့ဘဟုတုတတလုံးတဘာသာတလုံးမှတ်နှလုံးမှတ်နဲ့ဘဟုတုတကျွယ်ဝစေရန်အတွက်ကျွန်တော်အခုလိုတင်ပြပေးခြင်းဖြစ်ပါတယ်နောက်ကိုလည်းဒီတင်မင်းဆောင်69အမိန့်တွေဖြစ်စွာအမိန့်တွေကိုကျွန်တော်ဆက်လက်တင်ပြပေးသွားပါမယ်မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်အမျှော်မြင်ကြီးတဲ့မြန်မာတပ်မတော်ကိုလေးစားဂုဏ်ပြုရင်းနဲ့ပြည်သူလူထုအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအေးချမ်းသာယာငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်နိုင်ပါစေခင်ဗျာ